ဖင်လန်မှာနေထိုင်ကြတဲ့သူတွေဟာကံကောင်းတဲ့သူတွေလို့ကျွန်တော်တို့ပြောလို့ရပါတယ်သူတို့ဟာကမ္ဘာမှာကျွန်တော်တို့ရေတန့်ဘူး avian ရေတန့်ဘူးတက်တောင်တန့်တဲ့ရေကိုကျွန်တော်တို့နေ့စဉ်ချိုးဆောင်းနာထဲမှာဖြန်းအိမ်သားထဲမှာဖင်ဆေးရင်ဘယ်ရေနဲ့ဆေးတယ်လို့ထင်ကြတော့အဲ့ဒီကမ္ဘာအတန့်ဆုံးရေနဲ့ဆေးနေကြတာဗျာအဲ့ဒါတော့မှလေသူတို့မှဖင်လန်ရောက်ပြီးွားတာတော့မှကွာကြီးလုံနေလို့ရှင်ကျွန်တော်တို့စိတ်တုံမိတယ်ဆိုတာအဲ့ဒါကိုပြောတာတကယ့်ကမ္ဘာပေါ်မှာကျွန်တော်တို့လူကြီးက9 သန်းပဲရှိတဲ့နိုင်ငံမှာเนาะကမ္ဘာလူကြီးနဲ့ရှင်ကြည့်လို့ရှိရင်လေတော်ကိုကံကောင်းတဲ့အုပ်စုသီလားเนาะကမ္ဘာစံပြပညာရေးဖြစ်တယ်ကမ္ဘာအကောင်းဆုံးနိုင်ငံဖြစ်တယ်เนาะလွတ်လပ်တာမှာနှစ်30ဖြစ်နေပြီနံပါတ်1ဖြစ်နေတာเนาะကမ္ဘာအပျော်ဆုံးနံပါတ်1ဖြစ်နေတာ9နှစ်ဇက်တိုက်ဖြစ်နေပြီအဲ့ဒါကြောင့်မို့မပျော်ရွှင်နိုင်လို့ရှိရင်လေသီလားကျွန်တော်တို့ဖင်လန်မှာရေဘူးရေအေးရဟိုတယ်တွေလိုပဲဗျာဒီဘက်လှည့်လို့ရှိရင်ပူတယ်ပေါ့နော်ဟိုဘက်လှည့်အေးတယ်ပေါ့ဗျာနော်ဒီမှာလည်းသူပြထားတယ်လေနော်အယောင်လေးနဲ့ပြထားတယ်ဟုတ်တယ်မလားဒီဘက်ကနေတယ်ဗျာဟိုဘက်ကပြတယ်ဆိုတော့အေးတယ်ပေါ့တခုပဲရှိတာကျွန်တော်တို့ကရေဖြုံးကြတာဘာဖြစ်လို့လဲဆိုတော့ရေအေးကိုတောက်ချင်ကြတာပေါ့နော်ရေအေးကိုတောက်ချင်ကြတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီဘက်ကိုလှည့်မယ်ဗျာလှည့်ပြီးတော့ဖွင့်တဲ့အခါမှာရေကဒီအခန်းထဲမှာရှိနေတဲ့pipe ဆိုလို့ရှိရင် temperature အခန်း temperature မျိုးလေးဖြစ်နေတယ်ချက်ချင်းမအေးသေးဘူးပေါ့အဲ့ကြလို့ရှိရင်ကျွန်တော်တို့ကဒီကိုဖွင့်ပြီးတော့အေးတဲ့အထိစောင့်သဘောဗျာခင်းနေလောက်တာလေဒါဆိုမအေးသေးဘူးပေါ့နည်းလေးစောင့်ပေးရတော့အခုလောက်အေးလာပြီထွက်လာပြီဆိုနော်အဲ့ကြတော့မှကျွန်တော်တို့ကအေးကိုခံပြီးတော့တောက်ကြတယ်ပေါ့ဗျာရေဟာဒါကျွန်တော်တို့ရေတန့်ပူတဲ့အတန်နဲ့ရေဖြစ်ပါတယ်နော်ရေတန့်ပူတော့တန်တဲ့ရေပေါ့နော်ကဘာမှာကျွန်တော်တို့ရေတန့်လုံးထဲမှာပါတယ်အဲ့တော့တကယ် convenient အနေနဲ့နေထိုင်ကြတယ်ဆိုတာကိုကျွန်တော်တို့ဒီမှာပြသပေးတာပါနော်